ဟုတ်တယ်စလေးသိမ့်ပဲဒီအကျွေးသက်ပါလား တိမ်ပေါ်လုံး ဘာဖြစ်လို့တော့မရ ဘာမှရှိတော့ အားလိုက်ချက်လိုက်တော့ တော့ ဘာလို့ချက်လိုက် ဒီရဲရှိလား အောက်ချုံပါအားဆိုဒီလိုလုပ်ပြမယ်နော်အခုအကျွေးကပတ်သက်တဲ့မှာစလေးသိမ့်ရပြီဆိုတော့အခုတခါလဲရှိတဲ့စလေးသိမ့်ကိုခြေဆက်မလားနောက်မှဒီပြည့်ခွက်ဆက်မှာ ဘာသာ ခွက်ဆက်ရင်တော့30တော့ပြည့်ဆက်အောင်တခါလဲခြေဆက်မှာဆိုတော့စလေးသိမ့်နဲ့ရှော့ရှမ်းတဲ့ဆက်ဆက်တဲ့ရှော့ပြလိုက် အဲဒီအိုင်လေး အာဟုတ်တယ်ကွာဟုတ်ပါရဲ့ဟုတ်တယ်ကွာအာအကျွေးသက်ဖို့ဟောတကယ်တက်တယ်လို့ထင်တာမဟုတ်ဘူးထင်တာ ဆရာ ဘာဖြစ်လို့လဲ ဘာပြောမယ်လို့ပြောတာ အာတက်ကဘာလဲတော့ ထားတယ် ဆောင်းတဲ့တတိပြကွာရဲချင်းပြတယ်ကွာနော်အဲ့တော့နောက်တဲ့မအောင်ခဲနေချင်တော့မှာโอเคဒါလို့သိချင်လို့ရရနော်ဟုတ်တာနော်โอเคနော်အဲ့တော့ကျတော့ဘာလို့ထားလဲဆက်ချောက်တဲ့ကိုတခါလဲတလေးလေးနဲ့တခါလဲရှိတဲ့တခါမှာဆက်လို့ပုံစံနဲ့ပေါ့နော်အဲ့တော့လည်းဆက်ချောက်လို့ကြောက်တယ်နော်အဲ့ဒါပုံစံအားလေးထားလိုက်ပါโอเคဒီနေ့ညတော့ တရားကြည့်ကြည့်တယ်မလဲ ဟုတ် ကျောင်းမှာတော့တော့ပတ်စံတော့တက်လာ 哦，哎，真的可以的哇！OK OK OK。